ကျွန်တော်အခုပြောပြခြင်းနဲ့အကြောင်းအရာလေးကတော့တကူလအတွက်မိမိရဲ့မွေးနေ့ကိုရှာပြီးတော့တစ်လမှတစ်ရက်ပဲလုပ်ပါပေါ့နော်တကူလမှာမိမိနှစ်သက်တဲ့ကိုယ့်ရဲ့မွေးနေ့နဲ့ကြုံတဲ့နေ့မှာတစ်ရက်ပဲလုပ်ဖို့လိုတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့မိမိမှာတစ်လမှာတကူလကဆိုလို့ရှိရင်မိမိရဲ့မွေးနေ့က၄ချိန်၄ကတော့အနည်းဆုံးကြုံတတ်တယ်ပေါ့နော်၄ချိန်၄ကတော့ကြုံတတ်တယ်ပေါ့အဲ့ဒါကြောင့်မလို့တကူလမှာမိမိရဲ့မွေးနေ့ဟာဘယ်နေ့လဲအဲ့တရက်တည်းပဲလုပ်ပါရပါတယ်ပေါ့နော်အဲ့ဒါကြောင့်မို့ကျွန်တော်ဘာကြောင့်လဲဆိုရင်မိမိရဲ့လုံရိပ်ကိုင်းအကြံစီပွင့်လန်းစေရန်အတွက်ပေါ့နော်ဒီနည်းလမ်းလေးကိုကျွန်တော်သင်ပေးမယ်ပြောပြပေးမယ်ပေါ့တနင်္ဂနွေသားသမီးသည်တကူလဇန်မဲဖြစ်လာစုပ်ပဲဖြစ်ကိုယ့်ရဲ့မွေးနေ့ဟာတနင်္ဂနွေနေ့ကိုရှာကြည့်လိုက်ပါမွေးနေ့မှာတနင်္ဂနွေနေ့နဲ့ကြုံတဲ့နေ့ကိုဘယ်နေ့ပဲဖြစ်လုပ်လို့ရတယ်ကိုယ့်ရဲ့တနင်္ဂနွေနေ့နဲ့ကြုံတဲ့နေ့မှာဆိုလို့ရှိရင်အစားအသောက်တွေပဲလှူရမယ်။အုံပေါင်းအုံမုတ်ဒါမျိုးလှူပေးပါ။တနင်္လာသားသမီးများဒီလေကိုယ့်ရဲ့တကူလမှာတနင်္လာနေ့ဟာဘယ်နှစ်ရက်ကြာတယ်လဲဆိုတာအဲ့ရှာလိုက်ပါပေါ့နော်။တနင်္လာနေ့နဲ့ကိုယ့်ရဲ့ကြုံတဲ့နေ့ဆိုလို့ရှိရင်ကြောက်ကြောတို့ကိမ်မုတ်တို့အစင်ပြာလှူပါ။အကယ်အင်္ဂါသားသမီးဒီတကူလမှာကိုယ့်ရဲ့အင်္ဂါနေ့ဟာဘယ်နေ့ကြာတယ်လဲကြည့်လိုက်ပါကြည့်လို့ရှိရင်အဲ့ဒီတရက်မှာလောက်ပါပေါ့နော်။ဘာလဲစီတမင်းရမောင်ဆွမ်းကလူရမယ်ဘောရဟုနေသားသမီးဆိုလို့ရှိရင်လာမုတ်ရွှေကြည်မုတ်ဒါမျိုးတွေကလူလို့ရတယ်ကြာသာပရိသသမီးများဆိုလို့ရှိရင်ပေါင်မုတ်ပဲဆွမ်းလှူလို့ရပါတယ်တောက်ကြနေသားသမီးများဆိုလို့ရှိရင်တော့ပြည့်သီးဆွမ်းဟင်းလျာအရှင်ပြာလေးတွေပေါ့နော်လှူပါအကယ်၍စနေသားသမီးဖြစ်ခဲ့လို့ရှိရင်နံပြားထောပတ်တုပ်ပြီးတော့ပေါ့နော်လှူရတယ်ပြီးတော့နို့ထမင်းလှူပေးရတယ်ပေါ့ဒါမျိုးတွေမှာတစ်လမှာတစ်ချိန်ပဲလုပ်ရမယ်တစ်လမှာတစ်ချိန်ပဲလုပ်ရမယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်မိမိတို့အတွက်ထူးထူးကဲကဲထူးထူးခြားခြားကံအခွင့်အလမ်းတွေပွင့်လန်းလာပါလိမ့်မယ်ဒါလေးကိုလေးလေးနက်နက်လေးလုပ်ပြပါလို့ကျွန်တော်ပြောချင်တယ်ပေါ့နော်